Hello အားလုံးမင်္ဂလာပါတရားငင်းကိုပေါ့နော်ဒီမှာမမဆောင်းပန်ကိတ်ဆိုတဲ့မမဆောင်းပေါ့နော်night food အနေတော့ငင်းကိုဒီမှာလက်ဆောင်လေးဒီမှာစားဖို့ဆိုပြီးတော့ဒီမှာပြန်ဟောပေါ့နော်မလာချက်ပေါ့ဒီမြည်ကြည့်မယ်ပေါ့နော်စားကောင်းကောင်းရခောက်စလေးရေးလာလိုက်ပေါ့အဲ့ဒီဆိုင်တော့ကောင်းရပါနော်ဒီနေ့ဆက်တယ်မြင်အဆက်မစားဘူးမအဆက်လေးနဲ့ဆက်လေးပြလိုက်တယ်ဒီမှာဆိုလို့ရှိရင်မပါအင်ဒိုချက်ကျော်လေးပဲဖြစ်ပါတယ်အင်ဒိုချက်ကျော်တော့ပထမဆုံးစားမှာတော့မစားဘူးဒီမှာညဘက်ဒီမှာဗိုက်စာနဲ့ကွတ်တီးပဲမမပေးရတယ်အင်ဒိုချက်ကျော်လေးနဲ့စားကြည့်မယ်ပေါ့နော်ကောင်းတယ်အင်ဒိုချက်ကျော်ကတော့ကောင်းတယ်ဒီစားတဲ့မှာကျေးဇူးများတင်ပါတယ်မမရေအဲ့ဒါလို့ပေါ့နော်ညဘက်မှာဘိုက်ကြီးရမ်းစားပြီးတော့ဗာလဲမှားစရာတွေပေါ့နော်မလာချောင်းစားခြင်းတဲ့သူတွေအင်ဒိုချက်စားခြင်းတဲ့သူတွေပြီးတော့ဟော့ပါစားခြင်းတဲ့သူတွေဆိုလို့ရှိရင်ညီတို့စမ်ဘတ်ကိတ်မမရှိမှာငါပါရပြီးတော့မှားနိုင်ပါရဲ့နော်မမသဘောလေးကောင်းပါတယ်ကျေးဇူးများတင်ပါတယ်မမရေ